ဖြစ်ရှိပါတယ်ဘယ်လိုဖြစ်ရှိခဲ့လဲဒုနီယာရှာတော့နေရာဟောင်းတစ်ခုတော့ဒီလမ်းမကြီးကဟောင်းနေလေဒီလမ်းမကြီးပေါ်ရောက်နေတယ်